အဖိုးကြီးနှစ်ယောက်ဆိုတဲ့ပုံပြင်လေးဟာဆရာကြီးလီယိုရော့စထရိုင်းရဲ့ဘဝနေနဲ့အတိတ်ဘယ်ကိုဖော်ပြထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။တခါတုန်းကယောရှားနိုင်ငံရဲ့ကျေးရွာလေးတစ်ရွာမှာအသက်60ကျော်ရွယ်အဖိုးကြီးနှစ်ယောက်ရှိပါတယ်။သူတို့နာမည်ကတော့အဲလီရှာနဲ့အဖျင်ဖြစ်ပါတယ်။နှစ်ယောက်စလုံးဖျားသခင်ကိုယုံကြည်ကြပြီးဒီနေ့မှာတန်ရှင်းမြင့်မြတ်တဲ့ဂျေရုဆလင်မြေတော်ကိုဖျားဘူးသွားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ခီးထွက်လာကြတဲ့အခါနေဘူးဘူးနဲ့ခီးလန်းရှည်ကြီးကိုဖျက်တမ်းရင်းတူတူသွားကြပါတယ်ခီးသွားနေရင်ဒီနေ့မှာတော့အဲလီရှာကရေရှာဖို့ကျေးရွာလေးတစ်ရွာထဲဝင်သွားခဲ့တယ်သူမသွားခင်မှာသူအရမ်းကြာနေရင်မဆောင်ဖို့သူငယ်ချင်းအဖျံကိုပြောခဲ့ပါတယ်အဖျံကတော့လမ်းဘေးမှာသူ့ကိုစောင့်နေခဲ့ပါတယ်ကျေးရွာထဲဝင်သွားတဲ့အဲလီရှာကမိသားစုတစုကိုတွေးလိုက်ရတယ်သူတို့ဟာစာလောင်ငတ်မှုနေပြီးအားနေလုံးလို့မလှုပ်ရှားနိုင်ကြပါဘူးကလေးတွေကမျက်လုံးဖွင့်ရင်တောင်ခက်ခဲနေပြီးမိဘတွေကလည်းအားနေနေကြတယ်အိမ်လေးကလည်းပြိုလဲနေပြီအဲလီရှာကဒီမြင်ကွင်းကိုကြည့်ပြီးမနေနိုင်တော့ဘူးသူ့စိတ်ထဲမှာဒီလူတွေကိုမကူညီဘူးဆိုရင်ငါဖျားဘူးသွားတာဘာအကျိုးရှိမလဲလို့တွေးမိတယ်ဒါနဲ့သူရှိသမျှငွေတွေကိုထုတ်ပြီးအစားအသောက်ဝယ်ပေးတယ်ရေယူပေးတယ်နေ့ရက်အချို့အဲ့ဒီမှာနေပြီးမိသားစုကိုပြန်လဲအသက်ရှင်နိုင်အောင်ကူညီခဲ့တယ်အိမ်လဲပြန်တိဆောက်ပေးခဲ့တယ်လောက်ကင်စားတောက်ဖို့သူတို့ပေါင်နှံထားတဲ့လေယာမြေတွေရေးပေးခဲ့ပါတယ်အဲ့ဒီအတွက်သူခီးကိုဆက်မသွားနိုင်တော့ပါဘူးနောက်ဆုံးမှာအင်ကိုပဲပြန်သွားခဲ့ပါတယ်အဖျင်ကတော့အဲလီရှာမလာတော့တာကြောင့်သူ့ကိုမဆောင်တော့ပဲခီးကိုဆက်သွားခဲ့တယ်သူတန်ရှင်းမြင့်မြတ်တဲ့ဂျေရုဆလင်ကိုရောက်ပြီးဖျားเจ้าထဲမှာဆူတောင်းခဲ့တယ်ဖျားဘူးတွေကလည်းကြိတ်ကြိတ်ကိုတိုးလို့ပါပဲဒါပေမဲ့သူ့စိတ်ထဲမှာတခုခုလစ်ဟာနေတယ်လို့ခံစားရတယ်ဆူတောင်းနေချိန်မှာအဲလီရှာနဲ့တူတဲ့လူတစ်ယောက်ကိုမြင်လိုက်တယ်လို့ဖြစ်နေတယ်အဲ့ဒီလူကလူအုပ်ကြီးရဲ့ရှေ့ဆုံးမှာဖျားဝတ်ပြုနေလေရဲ့သူ့နေရာရောက်သွားဖို့ကမဖြစ်နိုင်ဘူးလေဒါကြောင့်ထင်အောင်ထင်မှားဖြစ်မှာပါလေလို့သူတွေးလိုက်ပါတယ်ခီးစစ်ပြီးလို့အဖျံအိမ်ပြန်လာတဲ့အခါလမ်းတစ်လျှောက်မှာအဲလီရှာဝင်ခဲ့တဲ့ကျေးရွာလေးကိုလည်းဖျက်တမ်းလာခဲ့တယ်အဲ့ဒီမှာသူရေတောက်ဖို့ဝင်သွားခဲ့တယ်အဲ့ဒီအချိန်မှာသူအန်တော့စရာကောင်းတာတွေတွေးလိုက်ရတယ်ကောင်လေးတစ်ယောက်ကလှိုက်လိုက်လဲလဲခီးကြိုပြုတ်တယ်စားတောက်စရာတွေလဲတဲခင်းအိတ်ခံကျွေးမွေးပါတယ်တအိမ်လုံးလဲပြန်လဲကောင်းမွန်နေပြီးလူတွေကလည်းပျော်ရွှင်နေကြတယ်ကလေးတွေကပြေးလွှားကစားနေပြီးမိဘတွေကလည်းကျန်းမာလာပြီးအဖျံကဒီလိုကောင်းလာတာဘလို့ဖြစ်သွားတာလဲလို့မေးလိုက်တယ်အဲ့ဒီမိသားစုပြောတာကသူတော်ကောင်းအဖိုးကြီးတယောက်ရောက်လာပြီးကျွန်တော်တို့ကိုကူညီခဲ့တယ်သူမရှိဘူးဆိုရင်ကျွန်တော်တို့အသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ပြောတယ်အဲ့ဒီသူတော်ကောင်းအဖိုးကြီးကကျွန်တော်တို့ကိုဘဝနေနဲ့ဖျားကိုဆေးဘူးနဲ့သူတပားကိုကူညီဖေးမဖို့နေလန်းကောင်းတွေတင်ပေးခဲ့ပါတယ်အဲ့ဒီသူတော်ကောင်းကြီးကျမ်းမာပါစေလို့လဲဆုတောင်းလိုက်ကြသေးတယ်အဲ့ဒီအခါမှာအဖျံနားလဲသွားတယ်အဲ့ဒီလူကြီးကအဲလီရှာပဲဖြစ်တယ်ဆိုတာကိုပေါ့သူ့စိတ်ထဲမှာအလွန်သဘောကျသွားပြီးငါကဖျားဘူးသွားခဲ့ပေမဲ့အဲလီရှာကတော့ဖျားသခင်နဲ့ပိုနီးခဲ့တယ်လို့သိရှိလာတယ်နောက်ဆုံးမှာသူ့ရဲ့ဇာတိရွာပြန်ရောက်တော့သူတို့နှစ်ယောက်ပြန်တွေ့ကြပြီးအဖျံကအဲလီရှာကိုလေးစားစွာပြောလိုက်တယ်မိတ်ဆွေတင်ကဖျားမြေကိုမသွားခဲ့ပေမဲ့တကယ်တော့တင်းကပိုပြီးဖျားနဲ့နီးခဲ့တယ်ဒီဇလန်းကတင်ပေးတာကတော့ကယားနီးကိုရောက်ဖို့ခီးရှင်မလို့ဘူးလူတွေကိုမေတ္တာနဲ့ကူညီခြင်းကပဲအမှန်တကယ်ဖျားနဲ့နီးကပ်စေတယ်ဆိုတာပါပဲအဆုံးထိကြည့်ရှုနားထောင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ဒီဇလန်းလေးကိုပုံမသိရှိခြင်းရင်တော့ဆရာကြီးဦးဘိုးကြားရေးသားထားတဲ့ကိုရွေဝတ္ထုဆိုတဲ့စာအုပ်ထဲမှာဖတ်ရှုနိုင်ပါတယ်သူတပားကိုကူညီဖေးမနိုင်တဲ့သူတွေဖြစ်ကြပါစေ